တကြံဆိုတာယောက်ျားယောက်မအတိတ်ပဲရှိတာဆိုပြီးကျူးပြလာတယ်လင်းချစ်ခင်အမကြီးယွန်းမြတ်သူပရိသတ်များအလုံးပဲမင်္ဂလာပါရှင်လင်းချစ်ခင်အကြီးစားကြီးဖြစ်တဲ့ယွန်းမြတ်သူကတော့အခုဆိုရင်ယောက်ျားရှိမှတကြံဆိုတာပြည့်ပြည့်စုံနေဆိုပြီးကျူးလာပြန်ပါပြီအသေးကွဲဘရင်မဆိုတဲ့ဂုံပုံနဲ့ကြော်ကြားတဲ့ယွန်းမြတ်သူကယောက်ျားရချိန်မှာသူများတွေထပ်ပို့ပြီးလင်းထိတ်ထားဆန်သူတယောက်လည်းဖြစ်ပါတယ်အမြဲလိုယောက်ျားကောင်းကောင်းပြောတတ်ပြီးယောက်ျားရဲ့အချက်နဲ့ပြည့်ပြည့်စုံတဲ့သူတယောက်လည်းဖြစ်ပါတယ်အမြဲတမ်းယောက်ျားကိုကျူးနေတတ်တဲ့ယွန်းမြတ်သူကယောက်ျားမရှိရင်မပြည့်စုံတဲ့တကြံအကြောင်းကိုကျူးပြီးပြောပြလာခဲ့တာဖြစ်ပါတယ်။ယွန်းမြတ်သူအတွက်တကြံဆိုတာပျော်ရွှင်စရာတိတ်မကောင်းတဲ့အရာတွေပါ။ငငယ်ကလေးကတကြံဆိုရင်ပျော်ပါတာမျိုးမရှိပဲမိဘတွေနဲ့အတူဖြတ်တန်းရသလိုတီလာရှင်ဝတ်တာနဲ့တင်ကုံဆုံးသွားရတာများပါတယ်။အဖေကဖုန်ကြီးဝတ်လိုက်သူကတီလာရှင်ဝတ်လိုက်နဲ့တကြံဆိုတာအတိတ်ပဲမရှိခဲ့ပြီမယ်။ယောက်ျားရပြီးချိန်မှာတော့တကြံကပြည့်စုံပြီးအတိတ်ပဲရှိလာပြီးဆိုပြီးကြွယ်ပြလာခဲ့ပါပြီ။ယွန်းမြတ်သူကတော့အိမ်အောင်ကြပြီးတာနဲ့တကြံကိုပျော်စရာတွေနဲ့အတိတ်ပဲရှိဖြတ်တန်းမှုတွေးထားတာလည်းဖြစ်ပါတယ်။အမျိုးသားနဲ့အတူမန်းနဲ့ထိုင်လျှောက်လဲရင်ကုံဆုံးရမှာမို့တကြံကသူ့အတွက်တော့အခုမှအတိတ်ပဲရှိနေခဲ့တာလို့ဆိုရမှာပါ။လင်းချစ်ခင်ကြီးယွန်းမြတ်သူကတော့တကြံကိုယောက်ျားနဲ့အတိတ်ပဲရှိခြင်းမိမဲ့အိုဝါစီရောက်နေတဲ့အမျိုးသားကြောင့်နှစ်တိုင်းမပြောရတာကတော့ကံပါပဲနော်။နောက်ထပ်တစ်ပုံအနေနဲ့ဘုံတီးမဲ့တေးသချင်းဗီဒီယိုဖန်တီးထုတ်လွှင့်သူတရေးတေးဆိုအောင်ပါစေနဲ့စီစဉ်သူများကိုစီစစ်အရေးယူရန်ဆောင်ရွက်နေတဲ့အကြောင်းကိုတင်ဆက်ပေးကြပါမယ်။ပုံတီးမဲ့တေးသချင်းဗီဒီယိုဖန်တီးထုတ်လွှင့်သူတရေးတီးဆိုအောင်ပါစေနဲ့စီစဉ်သူများကိုစီစစ်အရေးယူရန်ဆောင်ရွက်နေသည်ဟုပြန်ကြားရေးဝန်ကြီးဌာနကဒီကနေ့မှကြေညာခဲ့ပါတယ်။ပြန်ကြားရေးဝန်ကြီးဌာနဟာအရေးကြီးကုန်စည်နဲ့ဝန်ဆောင်မှုဥပဒေပုံမှန်လေးပုံမှန်ခွဲခန့်ငယ်ပြဋ္ဌာန်းချက်ပါအမိန့်ထုတ်ပြန်ခွင့်ကိုကျင့်သုံး၍ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်းကိုအရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ်သတ်မှတ်သည့်အမိန့်ကိုထုတ်ပြန်ခဲ့ပြီးလုပ်ငန်းလုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ်များအားစီစစ်ထုတ်ပေးလျက်ရှိပါတယ်။ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်းလုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ်ရယူထားသူသည်အမိန့်အမှတ်32/2024အရာမိမိတို့လွှင့်တင်မည့်ကွန်တက်များအားစီစစ်ရေးအဖွဲ့ထံသို့တင်ပြ၍စီစစ်မှုခံယူရမှာဖြစ်ပါတယ်။သို့ရမှာတင်းရေးတီးဆိုအောင်ပါစီဟာဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်းလုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ်ရယူခြင်းမရှိဘဲ၎င်းရဲ့လူမှုကွန်ရက်အမျိုးမျိုးမှာတေးသချင်းဗီဒီယိုများထုတ်လွှင့်ပြသလျက်ရှိကြောင်းနဲ့အဆိုပါတေးသချင်းဗီဒီယိုများအနက်ဘုံတီးမဲ့တေးသချင်းဗီဒီယိုဟာမြန်မာလူမျိုးတို့ရဲ့အမျက်တနိုးတန်မိုးထားဂုဏ်ယူရတဲ့မြန်မာတူရိယာပုံနဲ့ပတ်မများကိုပြည့်ရဲ့ပြုစော်ကားတပွဲဖြစ်နေတဲ့တရုတ်ပြက်ကပြဖြောပြခြင်းနဲ့ညဉ့်ညမ်းတဲ့အတိတ်ပဲပေါက်စိနိုင်တဲ့အတိတ်ပဲနှစ်ခွသချင်းစာသားများဖြင့်ဖန်တီးထားကြောင်းစီစစ်တွေ့ရှိရပါတယ်။သို့ပါ၍ဘုံတီးမဲ့တေးသချင်းဗီဒီယိုနဲ့ပတ်သက်၍ဖန်တီးထုတ်လွှင့်သူစီစဉ်သူပါဝင်သူများကိုအမှုဖွင့်အရေးယူနိုင်ရေးစီစစ်လျက်ရှိကြောင်းနဲ့ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်းလုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ်ရယူထားခြင်းမရှိသူများအနေဖြင့်လုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ်လျှောက်ထားရယူပြီးမိမိတို့လွှင့်တင်မဲ့ကွန်တက်များကိုစီစီရေးအဖွဲ့ထံတင်ပြရမည်ဖြစ်ကြောင်းပြန်ကြားရေးဝန်ကြီးဌာနကအတည်ပြုကြေညာထားပါတယ်။